leek နဲ့ဟင်းတို့ထုတ်ပါမယ်အိမ်မှာ oyster mushroom လည်းရှိနေတော့သူ့ကိုလည်းထည့်မယ်ဒါနှစ်ခုပေါင်းရဲ့အလေးချိန်က409 gram ရှိတယ်အဲ့တော့ oyster mushroom ကိုမီးလေးနည်းနည်းပြခြင်းတယ်ဒါကြောင့်မလို့သူ့ကိုအလွှာလေးတွေလှီးပြီးတော့ air fryer ထဲမှာသွားကင်ထားတယ်ပြီးလို့ရှိရင် leek ကိုအခုလိုအကွင်းလေးတွေလှီးပါမယ်ကျန်းတဲ့အပိုင်းတွေကိုမထည့်ပါဘူးတော့ oyster mushroom ကိုမြင်ကင်ထားတာလည်းရပြီအဲ့တော့သူ့ကိုအမြင်လေးတွေနှွာပြီးထည့်ပါမယ်လက်နဲ့နှွာတာကြားလို့ဓာတ်နဲ့လှီးတယ်ဓာတ်နဲ့လှီးတဲ့အခါမှာအရှည်လိုက်လှီးတာနဲ့ကန့်လက်ပြက်လှီးတာဘယ်ဟာကပူစားကောင်းမလဲဆိုတာမသိဘူးဒါကြောင့်မလို့နီးနှစ်နီးလုံးနဲ့လှီးပါတယ်အားလုံးလှီးပြီးသွားတဲ့အခါ leek နဲ့သွားရောမယ်ဒီဥစ္စာကပြုတ်ထားတဲ့ ham လေးတွေပါ ham ကကြက်ပြီးသားဆိုပေမဲ့မမနည်းနည်းရေလေးထည့်ပြီးပြုတ်တယ်ပိုနူးသွားအောင်ပြီးတော့သူ့ကိုကြိုက်တဲ့အနေထားလေးတွေလှီးပြီးတော့ leek နဲ့ရောမယ်ဒါပြုတ်ရည်လေးနည်းနည်းထည့်ပါမယ်ဒါကစပွဲစွန်းတစ်စွန်းအဲ့စပွဲစွန်းနဲ့တိုင်းပြီးတော့ဆန်မှုန့်ကိုထည့်ပါမယ်ဆန်မှုန့်9စွန်းထည့်ပါတယ်ကောင်းချင်းမှုန့်ကိုစပွဲစွန်းနဲ့တစ်စွန်းချိန်ပြီးတော့ထည့်မယ်ဒါကစီပါစပွဲစွန်းနဲ့တစ်စွန်းခွဲထည့်တယ်ဟမ်မာကစီပါနေတယ်ဒါကြောင့်မလို့စီကိုရှော့ထည့်တာစားကလည်းလက်ဖက်ရည်စွန်းရဲ့၄ပုံတစ်ပုံရော့ထည့်တယ်ဟမ်မာကအငံတက်လေးရှိတယ်ဒါကကြက်သားမုန့်နည်းနည်းထည့်မယ်ပြီးလို့ရှိရင်အားလုံးကိုတမသွားအောင်နယ်ပေးပါမယ်ရေကိုလိုအပ်တယ်လို့နည်းနည်းချင်းစီထပ်ထည့်ပေးရပါမယ်အားလုံးနယ်ပြီးလို့မုန့်နှစ်နဲ့ဒီဟင်းသီးဟင်းရွက်ရဲ့အနေထားကအခုလိုလေးအရန်လည်းမစိုးရဘူးအရန်လည်းချောက်မနေရပါဘူးဒီနေ့ဆိုရင်တော့ပါပဲဟင်းထုံးနှစ်လေးနည်းနည်းယူပြီးတော့ microwave ထဲမှာ40စက္ကန့်အပူပေးကြည့်တယ်အရသာရောဟင်းထုတ်ရဲ့အပြုတ်အမာအနေထားရောအတော်ပဲဒါကြောင့်မလို့အခုအထုပ်ကြီးနဲ့ထုတ်ပါမယ်မမီးစီမှာရှိတဲ့ငပြောဘက်ကလေကွဲပြဲရွဲနေတယ်ဒါကြောင့်အထုပ်တွေထုတ်တဲ့အခါမှာတစ်ထုပ်နဲ့တစ်ထုပ်ညီအောင်မထုတ်နိုင်ဘူးအဆင်ပြေတယ်လို့ပဲထုတ်သွားပါမယ်အခုဒီဥစ္စာကိုသုံးမြောင်ပုံပေါ့နော်မုတ်ဖက်ထုတ်ပုံစံမျိုးထုတ်တယ်ဒုတိပါတွေလည်းထိုးမနေဘူးဒီတိုင်းပဲလုံအောင်ပဲပတ်ပြီးထုတ်ပြီးတော့ပေါင်းစကားပေါ်တင်လိုက်တာပဲမမီးကလေ pressure cooker ကိုမီးကြိုပြီးဖွင့်ထားတယ်ဆိုတော့ရေကနွေးနေအောင်လှုပ်ထားပေးတာပေါ့နော်အဲ့တော့ကိုကအထုပ်လေးတွေသွားပြီးထည့်တဲ့အခါမှာအရင်ထုတ်ပြီးတဲ့ဟာတွေကပေါက်ကြမတော်တဆပေါက်ကြမယ်ဆိုလို့ရှိရင်ရေအပူဓာတ်နဲ့ကြောက်မပေါက်ကြတော့ဘဲနဲ့သူကခဲသွားရောအဲ့တော့အထုပ်ကုန်ထုတ်ပြီးသွားပြီဆိုတဲ့ခါကျတော့အဖုံးအုပ်ပြီးတော့18မိနစ်18မိနစ်ပေါင်းပေးပါမယ်အချိန်ပြည့်လို့ကျက်သွားပြီဆိုလို့ရှိရင်ချက်ချင်းမဖွင့်ဘူး15မိနစ်လောက်စောင့်ပြီးတော့မှဖွင့်ပါမယ်အဲ့ဒါဆိုလို့ရှိရင်ဟင်းတို့မှုေးမှုေးအီချိုချိုလေးသုံးဆောင်မှုအသင့်ဖြစ်ပါပြီရှင်